အားလုံးမင်္ဂလာပါYouTube ကြည့်လို့ကြော်ညာတွေစိတ်ရှုပ်တယ်နောက်ပြီးတော့ background မှာ play လို့မရအောင်ဆိုရင်ဒီ video ကြည့်ပါ Play Store ကိုသွားပြီးတော့ဒီ Brave ဆိုပြီးတော့ရိုက်ထည့်လိုက်ပါအဲ့မှာဒီ Brave browser ဆိုတာထွက်လာလိမ့်မယ် download လုပ်ပြီးတော့ install လုပ်လိုက်ပါဒီဝရင် YouTube ကို YouTube လို့ရိုက်ထည့်လိုက်ပါပေါ် address bar မှာကဲရပြီဆိုရင်ကြည့်ကြရတယ်ကြည့်လို့ရပါပြီနော်ထားပါတော့ဗျာစိတ်ညစ်စရာကောင်းတဲ့ Manchester United ကိုတစ်ချက်သွားကြည့်အောင်အဲ့ဒါမျိုးကသူတို့ကကြော်ညာတွေပါတယ်နောက်အမ MKB KBHD တို့ပါဆိုရင်ဒီလူဆိုရင်လည်းလူက subscriber တန်း20တောင်ကျော်ထားတော့သူဗီဒီယိုတွေဆိုရင်ကြော်ညာတွေအများကြီးပဲเนาะOkay, so this is it. Welcome to a hands-on and... All right, welcome to the smartphone. နိဝရဏတွေကင်းသွားမယ်နိဝရဏတွေကင်းသွားတဲ့အတွက်ယောဂီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဥပဇ္ဇရအနပနကမ္မထံဖြင့်သမာဓိထူထောင်မယ်ဆိုရင်အားလုံးမင်္ဂလာပါခင်ဗျာအခုဆိုရင်2025ခုနှစ်ရဲ့နှစ်ကုန်မှရောက်လာပါပြီပုံမှန်ဒီချိန်ဆိုရင်ကမ္ဘာပေါ်မှာအရှိန်အဝါကြီးမားတဲ့မဂ္ဂဇင်းတွေလူသိများတဲ့သတင်းဌာနတွေကျွန်တော်နာမည်ကြီးတဲ့အဖွဲ့အစည်းတွေအဲဒီကနေပြီးတော့ဒီနှစ်အတွက်ကမ္ဘာကိုလွှမ်းမိုးမှုအရှိဆုံးပုံကောဘယ်သူလဲဆိုပြီးတော့ရွေးချယ်ကြလေးရှိပါတယ်အဲ့တော့အဖွဲ့အစည်းပေါ်မူတည်ပြီးတော့စဉ်းစားတဲ့ပုံစံရွေးချယ်တဲ့သူကတော့မတူဘူးပေါ့နော်အဲ့တော့အဲ့လူကလူကောင်းလည်းဖြစ်မယ်လူဆိုးလည်းဖြစ်မယ်တေချာတာကတော့ဒီနှစ်ထဲမှာသူဟာကမ္ဘာကိုလှုပ်လှုပ်ရှားဖြစ်သွားစေတဲ့သူကြောင့်အပြောင်းအမှတ်တရဒဇိန်ကလည်းကဲဆိုတော့က ads မကြည့်ချင်ဘူး background မှာဖွင့်ထားခြင်းနဲ့ဆိုရင်ဒီ Brave browser ကိုသုံးပါကျေးဇူးတင်ပါတယ် bye bye တဒါ